NUG ပြုပြင်ပြောင်းလဲရေးဆက်လုပ်မည်ဟုယာယီသမ္မတပြောဆိုတဲ့သတင်းကိုပြောပြပါမယ်။ဒီဇင်ဘာလ18ရက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကိုပထမခြေလှမ်းလှုပ်ဆောင်ခဲ့ပြီးပြုပြင်ပြောင်းလဲရေးအဆင့်တချို့ကျန်နေသေးကြောင်းယာယီသမ္မတဒူဝါလာရှိလာကယနေ့ပြုလုပ်သည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ပြောသည်။ပြုပြင်ပြောင်းလဲရေးလုပ်ရခြင်းရည်ရွယ်ချက်မှာပုံမိုချေပြန့်သည့်အမျိုးသားညီညွတ်ရေးကိုတည်ဆောက်ရန်နှင့်အစိုးရ၏စွမ်းဆောင်ရေးကိုကြည်လစ်ထီရောက်စေရေးနှင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီးများနှင့်ကျေကျပြန့်ပြန့်ထဲထဲဝင်ဝင်ပူးပေါင်းမှုအတွက်ရည်ရွယ်ကြောင်းဆိုသည်။ယာယီသမ္မတဒူဝါလာရှိလာကအစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်တဲ့ဝေဖန်မှုတွေအားမလို့အားမနာမှုတွေရှိတယ်ဆိုတာကိုကျွန်တော်တို့သိပါတယ်။ကျွန်တော်တို့အနေနဲ့လည်းများပြားစုံလင်သည့်လူမျိုးပေါင်းစုံဒေတာပေါင်းစုံအဖွဲ့အစည်းပေါင်းစုကိုလက်တွေ့ကျကျဆွေးဆိုပြီးအရှိပကတိကိုအခြေခံပြီးပြုပြင်ပြောင်းလဲရေးလုပ်ရတာဖြစ်တာကြောင့်အကန့်အသတ်တွေရှိပါတယ်။အဲ့လိုအကန့်အသတ်တွေကြားထဲမှာအလုပ်ဖြစ်အောင်လုပ်ရတယ်လို့တော်လန်ကြီးရဲ့မူလရည်မှန်းချက်ကိုလည်းတွေးဖဲမသွားအောင်အထူးကူးစိုက်ပြီးလုပ်ခဲ့ကြရပါတယ်ဟုပြောသည်။လက်ရှိပြုပြင်ပြောင်းလဲရေးဒီအစိုးရအဖွဲ့အားလုံး၏စိတ်ကြိုက်ဖြစ်ခြင်းမှဖြစ်မည်ဖြစ်ပြီးနိုင်ငံရေးတွေလည်းအားလုံးစံတာနှင့်တထက်ထဲကြသည်ဆိုခြင်းမျိုးမရှိကြောင်းအများစု၏စံတာနှင့်စစ်မှန်သောပြည်သူလူထု၏စံတာနှင့်အနည်းဆက်ဆုံးဖြစ်ရန်တာအရေးကြီးဆုံးမှုယူဆကြောင်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကိုလူထု၏ထောက်ခံမှုထပ်မံရရှိရန်အလုပ်ဖြင့်တက်တည်ပြရန်ကြိုးစားရမည်ဖြစ်ကြောင်းပြောသည်ဘူးလက်နဲ့စားကလေးထံသို့တည်စေရန်ဆိုပြီးပြောထားသောဦးစားရဲ့ပြောကြားထားတာဖြစ်ပါတယ်အဲ့လိုမပြောနဲ့အဲ့လိုပြောရင်ပြည်သူတွေကမခံနိုင်စိတ်ကိုကွဲကြတယ်နော်ဒေါ်စားစုကြီးအရေးချက်0ပဲခင်ဗျာမပြောပါနဲ့နော်အေးရပြန်ပြင်လိုက်ခုလက်ကြီးဗျာခင်ဗျာတကယ်ပေါက်တက်ခရပြောရလူပေါက်တက်ခရတကြောင်ချွချုံနေခင်ဗျာပြောရလူကိုကျော်စိုးကလည်းဗာပြောဆိုတော့ပြည်သူတွေကလည်းဒေါ်ဆန်းစုကြည်ကိုမေ့သွားပြီတဲ့ဟာအခုကသူပြောရတယ်ပြည်သူတွေကဒေါ်ဆန်းစုကြည်ကိုမေ့သွားပြီတဲ့ကိုကျော်စိုးရဲ့ခင်ဗျားလေဘာဖြစ်အဲ့တော့တလုံးကပဲဒေါ်ဆန်းစုကြည်ကျမ်းမာရေးတွေဘာညာမကောင်းဆိုတာနဲ့ခင်ဗျာပြည်သူတွေကတခါနဲ့လိုင်းပေါ်မှာအကုန်လုံးအုံချွတ်ဖြစ်ကုန်တာလေနော်ခင်ဗျာတွေ့မှာပဲဘယ်လိုလုပ်မေ့မှာလဲနော်ဘယ်လိုလုပ်မေ့မှာပဲနော်ဘာကြောင့်မမေ့လဲခင်ဗျာသိတာဟမ်ကျွန်တော်ခင်ဗျာမြင်တာကိုကျွန်တော်ပြောပြမယ်နော်ခင်ဗျားအမေကိုဟုတ်လားခင်ဗျားကိုမွေးရတဲ့ခင်ဗျားအမေပေါ့နော်ဟိုခင်ဗျားအလုပ်တွေများနေတော့တစ်ခါကျနေ့တိုင်းတတိယချိန်မှရအောင်နော်တိတ်မေ့တဲ့အခါမေ့နေနော်ခင်ဗျားအမေကိုအလုပ်များနေဒါပေမဲ့ခင်ဗျားအမေကအကြောင်းတစ်ခုခုကြောင့်အချင်းတောင်ထဲမှာအချင်းချခံရရရင်ခင်ဗျားအမေအချင်းတောင်ထဲရောက်သွားရင်ခင်ဗျားနေ့တိုင်းတတိယလိမ့်မယ်ဟာငါအမေကျမ်းမကြီးမှကောင်းရလားငါအမေအစားတောက်ကြအဆင်ပြေရလားငါအမေအနေထိုင်အဆင်ပြေရလားနော်တတိယမယ်နောက်ပြီးတော့ခင်ဗျားနဲ့ခင်ဗျားအမေနဲ့ထောင်မကြခင်ကတွေးခဲ့တဲ့ဟာလေးတွေခင်ဗျားပြန်တွေးမိမယ်ခင်ဗျားဝန်းနေတဲ့အခါဝန်းနေမယ်နော်ခင်ဗျားအမေကိုတွေ့ချင်တိုင်းလည်းမတွေ့ရဘူးနော်အဆက်အသွယ်တွေဖြတ်တယ်ဟုတ်လားဘာမှထောင်နဲ့အပြင်နဲ့ဆိုအဆက်အသွယ်တွေပြတ်နေတယ်အဲ့ခါကျခင်ဗျားအမေကိုခင်ဗျားနေ့တိုင်းတတိယလိမ့်ခင်ဗျားအမေထောင်ကြပါရဲ့အဲ့ဆိုခင်ဗျားသဘောပေါက်လားအေးအခုလက်ဒီလိုပဲနော်အမဆုကိုနော်သူတို့အမေလိုသဘောထားတဲ့ညီမပြည်သူတွေရှိတယ်အဲ့ဒါသူတို့အမေထောင်ကြတယ်လို့ဟာသူတို့အမေအထဲထဲမှာရောက်သူတို့မမေ့ဘူးနော်သူတို့အမေနဲ့သူတို့အရင်တော့ထောင်မကြခင်အပြင်မှာဆုံတွေ့ခဲ့ကြတာတွေအဲ့ဒီတရားသူတို့အမေဟောပြောပွဲတွေမှာတွေ့ခဲ့ကြတာတွေမဲဆက်အဲ့ဒါတွေသူပြန်သတိရတယ်ပြန်ပြီးတော့သူတို့အမေကိုတန်းတာတယ်ထောင်ထဲရောက်နေပုံသတိရတယ်မမေ့ဘူးနော်မတော်လို့များခင်ဗျားအမေထောင်ကြပြီးတော့ခင်ဗျားအမေအဲ့ထောင်ထဲမှာသေသွားရင်ခင်ဗျားပုံမမေ့ဘူးခင်ဗျားဘတော်မှမမေ့တော့ဘူးဟောငါအမေထောင်ထဲမှာသေပြီးတော့ခင်ဗျားဝန်းနဲ့ပက်တက်ဖြစ်ပြီးခင်ဗျားအဲ့ဒါဘတော်မှမမေ့တော့ဘူးသဘောပေါက်လားနော်လက်ပံတန်မြို့နယ်စင်တလင်ရွာတို့နဲ့ဒူရဲအော့ရဲလူနေဦးစီးသောအထိုင်ချက်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုရဲလူနေပါဝင်19မှုတေဆုံးပြီးလက်နက်12လက်တင်စီရရှိဆိုတဲ့သတင်းကိုပြောပြပါမယ်။ပဲခူးတိုင်းလက်ပံတန်မြို့နယ်စင်တလင်ရွာတို့နဲ့ဒူရဲအော့ရဲလူနေဦးစီးသောအထိုင်ချက်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုရဲလူနေပါဝင်19ဦးတေဆုံးပြီးလက်နက်12လက်တင်စီရရှိခဲ့ကြောင်းတာယာဝတီဂလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်တဲ့သတင်းဌာနထံသို့ပြောဆိုသည်။ဒီဇင်ဘာလ16ရက်နေ့နနက်6နာရီခန့်တွင်လက်ပံတန်းမြို့နယ်စင်တလင်းကျေးရွာ၌ဒုရဲအုပ်ရဲလွင်ဦးဆောင်သည့်အင်အား30ခန့်ထင်အထိုင်ချတက်ဆွဲထားသောစစ်တပ်တပ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိတွေ့တိုက်ပွဲမှာတနာရီခန့်ကြာမြင့်ခဲ့ပြီးစင်တလင်းကျေးရွာအထိုင်စခန်းမှာဒုရဲအုပ်ရဲလွင်တက်ချက်ကြီး2ဦးဒုတက်ချက်2ဦးအပါအဝင်18ဦးသေဆုံးပြီး9ဦးခန့်ထိခိုက်ဒဏ်ရာရရှိကာကြန့်ရှိနေသောစစ်သားနှင့်ရဲများကွင်းချံဂိတ်စခန်းသို့ဆုတ်ပြေးသွားကြောင်းသိရှိရသည်ထို့ပြင်တော်လန်ရဲတပ်ဖွဲ့များကစစ်တပ်ဘက်မှစစ်ကူလာရောက်နိုင်သောထမ်းပင်ချောင်းအထိုင်စခန်းကိုလည်းဖျက်တောက်တိုက်ခိုက်ခဲ့ပြီးစစ်သား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းယင်းနေ့ညနေ3နာရီခန့်တွင်အင်အား80ခန့်ပါဝင်သောအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ထပ်မံစစ်ကြောင်းထိုးလာ၍တောင်တန်းနိုင်ကျေးရွာအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲသည်မိနစ်20ခန့်ကြာမြင့်ခဲ့ပြီးစစ်သား2ဦးသေဆုံးက2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်ကြောင်းပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်ထို့ကြောင့်ဒီဇင်ဘာလ16ရက်နေ့တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်အကြမ်းဖက်စစ်တပ်ဘက်မှစုစုပေါင်း19ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲအတွင်စစ်တပ်ထံမှ MA1 တနက်4လက် MA3 တနက်6လက် G3 တနက်1လက်6လုံးပြူးတနက်1လက် Helmet 9လုံး Mobile Phone 4လုံး Equipment 3ခုနှင့်ခရမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းတော်လန်ရေးတပ်ဖွဲ့ဘက်မှရဲဘော်4ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်
တိုက်ပွဲအတွင်းမှာတိတ်ဆုံးသွားတဲ့ဒူရဲအုပ်ရဲလွင်ကိုဒီနေ့လက်ပံတန်းမှာတကြိုတယ်လို့သိရတယ်။တိုက်ပွဲအတွင်းမှာစစ်ခွေး16ကောင်သေးတယ်။တိုက်ပွဲကနေတရက်သေးကိုစက်တိုက်ကိုထစ်တာကျွန်တော်တို့ရဲဘော်၄ဦးလည်းထိခိုက်ဒဏ်ရာရတယ်။ဟုတ်တာယာဝတီကလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းတိုင်းစစ်ဒေသပဲခူးတိုင်းစစ်ဌာနဖြူဟာ22ကွက်ခဲမှုဖိန်တာယာဝတီခရိုင်တရင်3မိုင်းနမ Defense Force MDF တာယာဝတီခရိုင်တရင်1တခွဲ2နဲ့တခွဲ3တာယာဝတီကလုံပြည်သူ့ကာကွယ်ရေးတပ်ခွဲလက်ပံတန်းမြို့နယ်ပကဖာအထူးတိုက်ခိုက်ရေးတပ်ဖွဲ့တာယာဝတီခရိုင်ပကဖာရွှေတန်းမြေတိုက်ခိုက်ရေးတပ်ဖွဲ့1နဲ့တပ်ဖွဲ့2ရန်ကုန်တိုင်းပကဖာအထူးတိုက်ခိုက်ရေးတပ်ဖွဲ့3နဲ့အရှိုချင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့တရင်3ရိုကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရသည်